ဒီနေ့အမှန်တမ်းပြောရင်တော့ကျွန်တော်ဒီနှစ်မှာပေါ့နော်ကျွန်တော်နည်းနည်းလေး injury ကကျွန်တော်2ခါလောက်ဖြစ်သွားပြီပေါ့နော်ကျွန်တော်9ပွဲလောက်မကန်ရတဲ့ပွဲလေးရှိတယ်3ပွဲလောက်နားရတဲ့ပွဲလေးရှိတယ်ကျွန်တော်ဒီနှစ်မှာတော့ကျွန်တော် injury ကဒီစုစုပေါင်းလိုက်10ပွဲလောက်ကျွန်တော်မကန်လိုက်ရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အသင်ကစားတာအားပြီးမှကျွန်တော်ကတော့ဒီနှစ်ကတော့ injury များတဲ့အတွက်တိတ်ပြီးတော့ပွဲတော်တော်များများကိုလက်လွတ်လိုက်ရတဲ့အတွက်တော့တိတ်တော့အားမရပါဘူးကျွန်တော်တော့Talkie Sport ပြည်သက်မယ်ဗျာ2025 2026မြန်မာ Nationally အမှတ်ပေးပြိုင်ပွဲရဲ့ယာတီပိတ်ပွဲစဉ်တွေကိုဒီကနေ့မတ်လ18ရက်နေ့မှာတော့ကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်ရန်ကုန် United ရဲ့အိမ်ငွေ YUSC ကွင်းမှာဆိုရင်တော့ရန်ကုန် United နဲ့တကုံ Star United ရှမ်းပြည်နယ်တောင်ကြီးကွင်းမှာဆိုရင်တော့ရှမ်း United ဘောလုံးအသင်းနဲ့ဟန်သာဝီ United အသင်းတို့ကတပြိုင်နက်တည်းရှင်ပြိုင်ကစားနေပြီဖြစ်ပါတယ်မှတ်ပေးစရာဥဆောင်နေတဲ့ရှမ်း United နဲ့ဒုတိယနေရာကရန်ကုန် United တို့ကရမှတ်တမှတ်သာကွာခြားတာကြောင့်ယာတီပိတ်ပွဲစဉ်တွေမှာဘာတွေဖြစ်သွားမလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်ပြီးခဲ့တဲ့ဘက်ကဖြစ်ပွားခဲ့တဲ့ပြဿနာတွေကြောင့်ရန်ကုန် United တိုက်စစ်မှာမမောင်လေးမပါတဲ့အခါမှာဒီကနေ့ပွဲစဉ်မှာဘယ်လိုတွေဖြစ်လာမလဲဒါတွေကိုဆက်လက်စောင့်ကြည့်သွားကြအောင်ဗျာTalkie Sport ပြည်သက်များဒီကနေ့ရန်ကုန် United နဲ့တကုံ Star United နဲ့ပွဲစဉ်မှာရန်ကုန် United က၄ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့ရှမ်း United ကဟန်တာဝီ United ကိုတကိုးမရှိဆိုရရလက်နဲ့အနိုင်ရရှိခဲ့တယ်ရှမ်း United ကအမှတ်ပေးချန်ပီယံစ်ကိုဆက်လက်ပြီးတော့ဆွတ်ခူးသွားခဲ့ပါတယ်ဆိုတော့ဒီကနေ့အနေထားနဲ့ပတ်သက်ပြီးရန်ကုန် United ကအသင်းအုပ်ချုပ်သူနဲ့ကစားသမားတချို့ကဘာတွေပြောထားကြလဲကျွန်တော်ဆက်လက်ကြည့်ရှုကြအောင်ဗျာအင်းကျွန်တော်တော့ဒီနေ့ပေါ့နော်ကျွန်တော်တို့အသင်းမျှော်မှန်းထားတဲ့ရလက်တော့မရဘူးပေါ့နော်ဒါပေမဲ့ဒုတိယဆိုတော့လေဒုတိယပဲပေါ့ဘာမှလို့မရဟုတ်တယ်ဟုတ်လားဒီနေ့အမှန်တမ်းပြောရင်တော့ကျွန်တော်ဒီနှစ်မှာပေါ့နော်ကျွန်တော်နည်းနည်းလေး injury ကကျွန်တော်2ခါလောက်ဖြစ်သွားပြီပေါ့နော်ကျွန်တော်9ပွဲလောက်မကန်ရတဲ့ပွဲလေးရှိတယ်3ပွဲလောက်နားရတဲ့ပွဲလေးရှိတယ်ကျွန်တော်ဒီနှစ်မှာတော့ကျွန်တော် injury ကဒီစုစုပေါင်းလိုက်10ပွဲလောက်ကျွန်တော်မကန်လိုက်ရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အသင်ကစားတာအားပြီးမှကျွန်တော်ကတော့ဒီနှစ်ကတော့ injury များတဲ့အတွက်တိတ်ပြီးတော့ပွဲတော်တော်များများကိုလက်လွတ်လိုက်ရတဲ့အတွက်တော့တိတ်တော့အားမရပါဘူးကျွန်တော်တော့ရင်းနှီးရာသီတွေကတော့ပထမနဲ့အမှတ်ကောင်းအောင်မှုတော်တော်ရှိတယ်။ဒီနေ့ရာသီကတော့နော်ကျင်းမြောင်းတဲ့အမှတ်ကောင်းအောင်မှုနဲ့ဒုတိယရာဒါကလည်းကျွန်တော်တို့ကိုယ်အမှားနဲ့ကိုပေါ့နော်ကျွန်တော်တို့မဖြစ်တဲ့အမှတ်လျော့ပါမှုတွေဖြစ်သွားလို့ဒီလိုဒုတိယနဲ့ပဲကျွန်တော်ကျင်းနေလိုက်ရတာပါ။နိုင်ငံသားဆိုဒီနေ့မှာနိုင်ငံသားကကျွန်တော်တို့ကုသကံလေးလည်းနည်းနည်းပါတာပေါ့နော်။ပထမနိုင်ငံသားတယောက်ခေါ်ထားတယ်ခြေထောက်ဖနှောက်ကြောပြတ်သွားလို့ကင်မရွန်ကစားသမားစာဒူးကျွန်တော်တို့ operation လုပ်ပြီးနားလဲရတယ်နောက်တစ်ခါအခုမွန်ကူရှမ်းတဲ့ပွဲမှာခြေထောက်နှစ်ချောင်းလုံးတွင်ကျိုးပြီးတော့အဲ့ဒါမြင်တဲ့အတိုင်းပဲစေကူသားမှုခံယူရစေเนาะအဲ့လိုမျိုးကျွန်တော်ကစားသမားနိုင်ငံသားကစားသမား9ယောက်ခေါ်ထားပြီးမှလည်းကျွန်တော်ပြည့်ပြည့်က3-6ခွင့်မရခဲ့ဘူး